ဖက်လူကြီးများနဲ့ညီကိုတွေဆိုရင်နော်ဒီဗီဒီယိုတွေကိုကြည့်သွားလိုက်ဟုတ်လဲဆိုတော့ဒီဗီဒီယိုကခင်ဗျားတို့အတွက်ဖက်ရမှာမလို့ပါနော်ဗီဒီယိုလေးကိုဒါစလိုက်ရအောင်ပေါ့ကျွန်တော်အခုပြထားတဲ့ APP လေးတော့ဝင်လိုက်မယ်ဆိုရင်ဒါအထက်ရောက်သွားပြီပေါ့အထက်ရောက်သွားပြီဆိုရင်ဒါသူပြထားတဲ့မှာ coin လေးတွေရှိတယ်နော်အဲ့ coin လေးတွေဘာလို့ရမလဲဆိုတော့မမေးနဲ့ဖက်ရတာမလို့ပါအဲ့ coin လေးရအောင်ဘယ်လိုလုပ်ရမလဲဆိုရင်ဂိမ်းလေးစော့ပြရအောင်နော်ဂိမ်းကလည်းတိတ်ထူထူခက်ခက်ကြီးလည်းမဟုတ်ဘူးနေ့စဉ်ဂိမ်းလေးတွေစော့မယ် coin လေးတွေစုမယ်ဒီလိုမျိုးလေးပေါ့ဒီလိုမျိုးလေးဟိုဟာတူအားလေးလိုက်ရွှေ့ရအဲ့ဒီလိုဂိမ်းလေးစော့မယ်ဂိမ်းလေးစော့ပြီးတော့ coin လေးတွေရှာမယ်ဒါကျွန်တော်မစော့ရတဲ့အတွက်မစော့ရတော့ဘူးနော်ထွက်လိုက် coin လေးတွေရှာမယ်ပြီးရင်အဲ့ဂိမ်းစော့ပြီးရင်အမှကြောင်ညာဗီဒီယိုလေးပေါ်လာလိုက်မယ်အဲ့ကြောင်ညာဗီဒီယိုလေးကြည့်ပြီး coin လေးထပ်ပြီးတော့စုလို့ရကြတာအဲ့ကြောင်ညာဗီဒီယိုလေးကြည့်ပြီးတော့ coin လေးထပ်ပြီးစုလို့ရတယ်ဒီမှာ invite friend ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ဒီမှာ invite ဆိုတဲ့နေရာလေးကို invite now ဆိုတဲ့ဟာလေးကိုနှိပ်ပြီးသွားပြီဆိုတာနဲ့တငယ်ချင်းဖိတ်ခေါ်လို့လည်းရတယ်ဒီမှာကိုယ်ဘယ်ဖိတ်ခေါ်မှလဲမှာ Telegram နဲ့ Viber လား message လား Google လား Facebook လား Messenger လားဒါတဲ့နေရာကိုဖိတ်ခေါ်လို့ရတယ်နော်ကိုယ့်ရဲ့ကုတ်လေးကိုလည်း copy link ကိုပြီးတော့ကိုယ်တငယ်ချင်းတယောက်ကိုလည်းဒီကုတ်လေးကိုထည့်ခိုင်းလိုက်နေရပါတယ်ဒီမှာအခုဒီမှာလက်ဆောင်ပုံလေးကြာလာနေတယ်အမှဒီလက်ဆောင်ပုံလေးကိုနှိပ်ပြီးတော့လေcoin လေးတွေယူရရတယ်နော်ကျွန်တော်တို့ယူရတော့ပါဘူးကြောင်ညာဗီဒီယိုတက်ရင် YouTube ကဘန်းနဲ့မလို့ပါနော်ကဲဒီလိုလေးလှုပ်ပြီးတော့ coin လေးစုတာဒါဘာသာလို့လဲဘာခက်အားမှလည်းမခက်ဘူးနော်ဖက်ဆန်ဘလို့ထုတ်ရဖက်ဆန်ဘယ်ကနေစထုတ်ရလဲဆိုဖက်ဆန်ကဒီမှာ $100 ဆိုတဲ့ထဲဝင်လိုက်ဒီမှာ$10ကနေစထုတ်လို့ရတယ်$10ဆိုကျွန်တော်အခုမှ$6ပဲရှိသေးတယ်နော်ကျွန်တော်တစ်ပတ်လောက်ပဲကျွန်တော် run ထားတာ$6ရပါတယ်ပြီးဒီမှာပေးပင်နဲ့ထုတ်လို့ရပါတယ်နော်$10ရှိတယ်$20ရှိတယ်$50ရှိတယ်$100ရှိတယ်$200ရှိတယ်နော်ကျတော့ထုတ်လို့ရပါတယ်အမှန်ကန်ပေးတာမှုလို့ပါဒါ brother တို့လာပြပေးတာပါဒီ APP လေးကိုဒါ brother တို့လိုချင်တယ် brother တို့ down ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ comment အောက်မှာကျွန်တော် link ချပေးထားပါတယ်အဲ့ link ရတဲ့စဉ်ဝင်အောင် down နိုင်ပါတယ်နော်ကဲနားမလည်တာရှိရင်လည်း comment မှာရေးရခဲ့လားကျွန်တော်တခုချင်းနေရှင်းပြပေးပါမယ်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့တဝူးကြော်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံကြပါမယ်